စ္ဆာဒိဋ္ဌိပေါင်းစုံအယူပေါင်းစုံရန်ကုန်ကကြီးထွက်အဲ့တော့ဒီအယူတွေမှမစွန့်မဲနဲ့ဦးရွှေတကုံဘုရားပေါ်တက်ကြည့်လိုက်ဩအောင်မြင်နေနေကြတယ်နော်ဘိုးဘိုးအောင်ရုပ်ဘိုးမင်းအောင်ရုပ်မှာလူစီးတယ်ဟိုလောကပါဠနတ်ဘလူးဆိုတဲ့အဲ့ရှိမှာဓမ္မောက်တုတ်တွေများပုံလို့ဖယားကြီးအလေကောင်ရှိရသားနဲ့ဖယားပြောင်းနေကြဘောပေါက်လားအဲ့ဓာတွေအားလုံးဟာမိစ္ဆာဒိဋ္ဌိပဲနော်စိတ်ထဲမှာမှန်းကြည့်လိုက်ကဲရွှေတကုံဘုရားရောက်ပြီဗျာဘုရားပေါ်တက်သွားပြီဗျာတွေးတဲ့တောင်းကထိုင်ကြတော့မလားကိုယ်တောင်းကိုရအောင်ရှာမလားအဲ့ဒီကဘုရားပြောင်းနေတာနင်တို့ဘယ်တောင်းမှကြော့ဘုရားအမှတ်နဲ့ကြော့ရင်ကုသိုလ်ရအဲ့တော့ခင်ဗျားတို့ကဘာတုံးဆိုတော့ပတ်ပြီးတော့ရှားနေတာလက်ရရေးဘဏ္ဍပတ်ပတ်ရင်ဘာဖြစ်တယ်လက်ဝဲရေးဘဏ္ဍပတ်ပတ်ရင်ဘာဖြစ်တယ်နော်ဝိနေတာကိုယ်တောင်းကိုရအောင်တွေးပြီးဆိုတော့ကြည့်တော့အကောင်လက်ညှိုးထိုးတယ်ဘုရားရည်သက်ပေတာနဲ့ခေါင်းမောကနေလောင်းချရှိဘူးခင်ဗျားတို့အဖြစ်ကအုံသီးကိုလည်းအုံသီးလို့မြင်အောင်မကြည့်တတ်ဘူးမိစ္ဆာဒိဋ္ဌိယူနေတော့ကြည့်လေဒီနေ့ထိဟိုရှက်ပန်းတယ်နဲ့အနီနဲ့အုပ်ထားတယ်အုံသီးကိုအိမ်တောင်းမှာမောင်တင်တယ်ကြီးကအဲ့ဒီအုံသီးတဲ့ဒီနေ့ထိဘာဖြစ်လဲရှိနေကျုပ်မေးမြခန္ဓာဘယ်နှပါးကြဘူးလို့ဘုရားမြဲတယ်ဟောလားမမြဲဘူးဟောလားဖြစ်ပြီးတော့ဘာသစ္စာဟောအတော်တော့ဟုတ်သားပဲဖြစ်ပြီးပြတ်တဲ့ဒုက္ခသစ္စာမမြဲဘူးလဲပြောသေးတယ်ဒီအုံသီးထဲမှာဒင်းကဒီနေ့ထိဘလောက်ပဲအကြောင်းအကျိုးကိုခိုင်လုံအောင်ချပြသူတို့ကမဟုတ်ဘူးနတ်မနတ်ဝါတွင်းသုံးလားဥပုပ်ရသလားမေးကြည့်တော့ဖိန်ကုတ်ခေါင်းကုန်းနဲ့မအားလို့အိမ်မှာလူမရှိလို့ရှုပ်ပါတယ်ဒေဝသာသွားလိုက်တော့ခင်ဗျားတို့ကျုပ်တို့ခန္ဓာကြီးရဲ့လမ်းဆုံးဟာအိုနာသိမှာလမ်းမဆုံးဘူးလားကိုကြီးကျော်ကလည်းဒီနေ့ထိမူးနေတော့တကယ်လို့အဲ့ဒီမသားကအပြင်မှာသေးလာတယ်နော်ရွာထဲတည်မယ်ဆိုတော့အဝင်ခံလားဘယ်သူမှမခံတော့လုံးသာလုံနေကြတာဘာမှတစ်လုံးမှမသိဘူးဘုရားဟောရှိလားအဲ့တော့နောက်တစ်ခါမှတ်တာဗျိုင်းလူသာသွားလိုက်အဲ့တော့ခင်ဗျားတို့မှာမိစ္ဆာဒိဋ္ဌိအယူဆိုတာအဲ့ဒါပြောတာ